တိုင်းတစ်ပါးရောက်ပေမဲ့လေလွမ်းနေမွေးရမြေပျော်စရာရွယ်ငယ်ဘဝမဟုတ်တော့ပေအစင်မပြေလို့ပဲရွာနဲ့ဆုံးခွာဘဝရဲ့အတွက်သာရုန်းကန်လုံးရှာနိုင်ငံရချမှာရလာနဲ့တွေ့ကြပြီလေမောင်နှမတို့တွေလွမ်းနေအပေါင်းတင်တွေတနေ့ရာစီခွဲခွာခဲ့ရလေအစင်ပြေသလိုပဲနေခဲ့ရတဲ့မပြောတဲ့ရက်တွေဖြတ်ကျော်ကပဲစားဝတ်နေရဲ့အတွက်လေးမျိုးသားကြိုးစားတာရှာဖွေရသမျှလှုပ်ရှားဝမ်းရဲ့အတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အားမလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုအိမ်ထမင်းဝိုင်းမှာလူတွေမဆုံးတော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြစ်လို့မမြင်ခဲ့ပဲအပြစ်မတင်ပါဘူးလေရည်ရွယ်ချက်ပြလာတဲ့တနေ့အရောက်ပြန်มาပါဌာနေမွေရမြေတိုင်းတစ်ပါးရောက်ပေမဲ့လေလွမ်းနေမွေးရမြေပျော်စရာရွယ်ငယ်ဘဝမဟုတ်တော့ပေအစင်မပြေလို့ပဲရွာနဲ့ဆုံးခွာဘဝရဲ့အတွက်သာရုန်းကန်လုံးရှာနိုင်ငံရချမှာရလာ